ကဲဒီတစ်ခေါက်တော့ကျွန်တော်တို့တွေစောထားတဲ့လူသားတွေပေါ့နော်စောထားတဲ့လူသားတွေကတော့ငါးများပို့ရတာပေါ့โอเคဒါကတော့ကျွန်တော်တို့ငါးများဝါသနာရှင်လေးပါဗျာဒါတော့ထုတ်တန်းလို့သူကတော့စိတ်ညစ်နေတာပါဒါတော့ကျွန်တော်ဆိုင်ရညီငယ်လေးတွေနဲ့ကျွန်တော်မနက်ပိုင်းလေးတစ်ဖြတ်ပေါ့နော်ကျွန်တော်သွားခဲ့တာပေါ့ဒါညီငယ်လေးတွေကတော့သူတို့9နာရီခွဲလောက်ဆိုပြန်လာဆိုတော့ကျွန်တော်ဒီနေ့စောလေးတွားမြလိုက်တယ်ပေါ့ဒါကန်တာမဖွင့်သေးပါဘူးကျွန်တော်ကအစောစီးရောက်ဒါကျွန်တော်ပုံမှန်3နေကြကျွန်တော်ရဲ့ကိုယ်ပိုင်ဆက်စာပေါ့နော်ဒါကျွန်တော်ကိုယ်ပိုင်ဆက်ထားတဲ့စာပေါ့နော်ဘာစာနဲ့များလဲဆိုမေးနေကြလို့လေဒါကျွန်တော်တော့အချင်းသာဖုတ်ပြီးတော့ကနေမှာကျွန်တော်ပုံမှန်များလေးရှိရပေါ့နော်ဒါကျွန်တော်တို့ကိုင်းတဲ့ပညာကျွန်တော်လည်းပြင်ဆင်ကြပါတော့ဒါပထမဦးဆုံးကျွန်တော်စုပေါင်း3ကြောင်းချတာပေါ့နော်ကန်ကြီး3ကြောင်းချတာပေါ့ကန်ကြီးမှာတော့ကျွန်တော်ဘုံကျိတ်တွေပဲကျွန်တော်ချတာပေါ့နော်ဒါပေမဲ့အစာအောင်လို့လာတော့မသိဘူးပေါ့ကျွန်တော်မနက်ပိုင်းမှာနေအောင်မှကျွန်တော်တို့ဒီကောင်းကောင်းလေးဆွဲတယ်ပေါ့နော်ဒါကျွန်တော်ညီငယ်လေးပေါ့ဒါဝါသနာရှင်လေးပါပဲသူတို့လည်းအခုမှစပြီးတော့သူတို့လည်းတင်နေကြတာပေါ့နော်ကျွန်တော်လည်းအရင်ကြီးတော့မကျွမ်းဘူးပေါ့နော်ဒါတော့ကဲကျွန်တော်ချပြီးချင်းကျွန်တော်တို့ဒါစတင်ဆွဲတဲ့အတန်လေးပေါ့ကိုင်းရင်3ချောင်းချတာဟိုအသေးဆုံးကအချောင်းအဆဆွဲတာပေါ့နော်အကြီးဆုံးချောင်းတွေကတော့မဆွဲဘူးပေါ့ပုံမှန်အဖြစ်ကျွန်တော်တို့တစ်လတစ်ခါတော့ကျွန်တော်တို့ဒီကန်နေမှာသွားမြားပြတယ်ပေါ့နော်ဟိုကျွန်တော်ရန်ကုန်ကလူတွေကဟိုတခြားချောင်းချောင်းကြမြောင်းကြတော့လဲရှားတာရန်နည်းနည်းလေးခက်တယ်ပေါ့နော်ဒါတော့ကျွန်တော်ဆွဲတင်လိုက်တဲ့ငါးတန်လေးပေါ့ရန်ကြီးလည်းမကြီးပါဘူးဒါကျွန်တော်ဒုတိယပိုင်းကိုလည်းကျွန်တော်ဆက်ပြီးတော့တင်ပေးသွားပါမယ်ဗျ